아마가 이 geometry 막 plane 좋아하시네. 뭐? 막 plane 좋아해요. 요즘에 아사히 자오는 아마가 이 언니야가 나가고 싶어. 언니가 나가고 살아가. 아마리하고 나가고 싶네요. 언니가 나가. 아이마 salesman တွေကအမားတို့ဒီမှာ line salesman တို့ဘာတော့ဒါကိုကဒီလိုချိန်နော်ကိုကပန်းတွေကိုဘယ်လောက်လိုချင်တာလဲအဲ့ပုံဒီလိုချိန်နေအမဒါကိုပုံစိုးပြီးတော့အမ copy တစ်ခုလုပ်ထားတာဒီဒါရအဲ့အမတို့ကဒီခါကိုဆက်လက်မှတ်ပြီးဒီ plane ရကိုဒီ polygon model လေးနဲ့မှာ generated topology ပါရှိအဲ့ generated topology ကဒီမှာ activate မဖြစ်ရင်အမတို့ convert to edit body ကိုသွားကြဒီ plane ရအောင်နော်ဒါ edit body ဖြစ်ပြီးဆိုမှဒီဟာတုံးလို့ရဒီဟာကဘာလဲဆို 3D map ထဲမှာပါလာတဲ့ပန်တယ်အမဒီပုံစံလုပ်တယ်ဒီမှာ flow လို့ရေးထားတယ်အမ click တစ်ချက်ညှစ်လိုက်တာနဲ့ဒီမှာ auto ဖြစ်အမ control သက်ပြန်လုပ်တယ်နော်အဲ့တော့ဒီ shape flow 2 click တစ်ချက်ညှစ်တာနဲ့ဒီပုံစံဖြစ်အမဒီ flow 2ကိုယူလိုက်နော်အဲ့တော့အမတို့ကဒီဟာကိုယူပြီးသွားရင်ဒါ shape ပဲရှိသေးတယ်နော်အဲ့တော့ဒီလို shape ကိုဒုသိမ့်ခြင်းဘာလို့ရမလဲဆိုဒီမှာ element sorry polygon ရှိတယ် polygon တစ်ခုလုံးအုံမှတ်တစ်ခုလုံးအုံမှတ်ပြီးတော့မှအမတို့ဒီမှာ insert ရှိတယ်နော် insert မှာအမတို့ကဒီတိုင်းသွားလို့မရဘူး insert group လိုက်သွားလို့မရဘူးဒီမှာ by polygon တိုင်းသွားမယ်နော် by polygon တိုင်းသွားမယ်ပိုလိုချင်တဲ့တန်ဖိုးပေါ့ကိုရိုက်ဆက်20ဆို20နဲ့ဆိုရင်30ဆို30နော်ဒါကိုလိုချင်တဲ့ polygon ပြီးသွားရင်အမှန်ချစ်ပြီးသွားဒါအမတို့ shape ရပြီနော်ရှက်ရပေမဲ့အမတို့ကဒီခလဲဟာကိုအပေါက်ဖြစ်ရှင်တစ်ခါလေးတန်းပြီးတက်ပြီးလောက်လာဒါဆိုဒီတစ်ခုရပါပြီးတော့မှဒီ polygon ကြီးကိုအကုန်လုံးတစ်ခါဆက်လက်ပြန်မှတ်ဒုတင်ဘယ်လောက်ဒုတင်ပြီဒီမှာအမနည်းနည်းလေးတင်ပြီး50ဒီလိုပုံစံနော်ဒီမှာချစ်ဒါဆိုဒီပန်နေရပါနော်ဒါဒီကပန်โอเคနောက်တစ်ခုဘက်ကိုပြန်သွားတယ်ဒီကပြီးသွားပြီနောက်တစ်ခုအမဆက်လုပ်အဲ့တော့ဒီဥစ္စာကလည်းအမ convert to edit body လုပ်တယ်ပြီးသွားရင်ခုနကအမဒါကိုဆက်လက်မှတ်တော့တန်းပြီးတော့ဖြစ်တယ်နော်အမကိုထိုးဆက်ပြန်လုပ်တယ်နော်အမဒီပုံစံလုပ်ချင်တယ်ဒီလိုအကွက်ကလေးအဲ့အမဒါကိုဆက်လက်မှတ်တော့တန်းမဖြစ်ဘူးအဲ့ဒီဥစ္စာကိုဆက်လက်မှတ်တဲ့အချိန်မှာ require one app to be selected app တစ်ခုကိုဆက်လက်မှတ်ပါဆိုအမဒီကနေပြီးတော့ဟိုတာဘာတက်ဒီမှာ app ဒီ app ကိုယူပြီးတော့မှကြိုက်တဲ့နေရာတစ်ခုကိုဆက်လက်မှတ်တနည်းပြုတ်ကြလေတိုက်တဲ့ဥစ္စာတစ်ခုကိုဆက်လက်မှတ်ပြီးတော့မှဒါကိုသွားလို့အဲ့မှာဒါဆိုရနော်အဲ့တော့အမဒီအစ်စ်မှာ polygon ကိုကိုင်နေအုပ်ပြီးတော့ဆက်လက်မှတ်တယ်ပြီး insert ကိုသွားတယ် by ဘူးမဟုတ်ဘူး by polygon တိုင်းသွားမယ်တန်ဖိုးရိုက်ခဲ့မယ်အမ25ရိုက်ခဲ့တယ်နော်ဒီ shape အတိုင်းကိုသူက insert လုပ်တာအမအမှန်ရှစ်တယ်အဲ့တော့ဒါက shape ပဲဖြစ်သေးတာခလဲအခေါက်ပေါက်ကိုတစ်ခါလေး delete လုပ်တယ်ပြီးတော့မှဒါအကုန်လုံးကိုဆက်လက်မှတ်တယ်တင်ဒူးတင်ဘယ်လောက်တင်တယ်ကိုကကို20ဆိုရင်20တင်ဒါနော်နောက်တစ်ခုကအမတို့ကဒီမှာရှိရဲ့ shape ကိုကျန်တာမဟုတ်ဘူးအမဒါပြီးတော့ play လိုက်တော့မယ်နော်ဒီလို shape ကိုကျန်နော် client ဒါကို JPEG နဲ့သူကပေးတယ်ဒီလိုပုံစံလိုချင်တယ်ဒါမှမဟုတ်ဒီဘက်ကပုံစံပေါ့နော်ဒီလိုပုံစံမျိုးလိုချင်တယ်သူကဓာတ်ပုံရိုက်ပြီးပဲပြီးသူက JPEG ဖိုင်ပေးမယ်နော်အဲ့တော့အမားတို့ကဘာလုပ်ရမလဲဆိုတော့သူကဒါကိုပေးမယ်ဆိုရင်ဒါကိုကွန်ပျူတာထဲထည့်ပြီးသွားရင်အမားတို့ဒီနေရာမှာ JPEG to AI converter နော် JPEG to AI converter ဆိုတာရှိရင်အဲ့မှာပိုလိုချင်တဲ့ဥစ္စာကိုသွားပြီးတော့ choose file အမ JPEG to AI converter ကိုသွားတယ်ကိုလိုချင်တဲ့ file ကိုဒီမှာနော် EB7F ဆိုတာသူ့ရဲ့ file လေးအဲ့ဥစ္စာကိုအမ open လုပ်ပြီးတော့အမဒီမှာ convert လုပ်မယ် convert လုပ်ပြီးတော့မှအဲ့ဒါကို download လုပ်ပြီးတော့မှကိုယ့်ရဲ့ folder ထဲသွားထည့်
နော်ဟုတ်ပြီအမကြီးကပိုင်လို့ပြန်သွားနေရအောင်အဲ့တော့အမကသူ့ဥစ္စာက AI ဖိုင်ဖြစ်သွားတယ်အဲ့ AI ဖိုင်တွေကကြတော့ဒီထဲမှာဖိုင်တွေက input ထည့်လို့ပြီးတော့ input တွေတော့ထည့်လို့ရတယ်နော်ဖိုင်တွေက input ထည့်လေအမ input ထည့်တယ်သူ့ရဲ့ file desktop တွေကဒီဥစ္စာဒီမှာနော် AI နော်ဒီ AI ကိုအမသွားပြီးတော့ open လုပ် okay လုပ်တယ် multiply object ကို click တယ် okay လုပ်တယ်အမဒါရအောင်နော်ဒါဒီချိန်မှာပြအောင်ဒီပေါ်လက်ထက်သွားတော့ကိုကဥမာသူကနှစ်ခုပြလိုက်တယ်နှစ်ခုလုံးဆွဲပြီးတော့မှသူကဒီပုံလေးလိုချင်တာဒီဘက်ကပုံနော်ဒီဘက်ကပုံလိုချင်တယ်ဆိုရင်မတို့က convert to SV line နဲ့အဲ့မလိုတဲ့ဟာတွေသွားဖြတ်လို့ရတယ်ဒီလိုဒါအောင်မလို့ခြင်းဆိုရင်ဒီနေရာကိုဖြတ်ဒီတော့ခုပဲပြန်မယ်နော်အဲ့တော့အမတို့ဒီဟာရဒီshape ကိုအမကအကုန်လုံးတွဲရလို့ကျန်တယ်အဲ့ convert to SV line ကိုသွားတယ်ပြီးသွားရင်အမတစ်ခုကိုဆက်လက်မှတ်တယ်တစ်ခုကိုဆက်လက်မှတ်တယ်နော်ဆက်လက်မှတ်ပြီးသွားရင်တစ်ခုကိုမှတ်ပြီးသွားရင်အမအောက်မှာ attach ဆိုတာရှိတယ် attach မှာဒီပဲအဲ့ဒါကိုအမနှိပ်လိုက်ပြီဆိုရင်ဒါကိုနှိပ်တယ်နော်ဒီမှာအကုန်ပါလိမ့်မယ်အဲ့မှာ control off လိုက်တယ်ဒါဆိုခုနအတိုင်းဘုဒ္ဓခုလိုဖြစ်သွားတယ်ဒါကြီးကဟုတ်ဒါပါတွဲပါမယ် sorry ဒီဟာကိုဖြတ်လိုက်နော်အမတို့အခုဒီတိုင်းနဲ့ဆက်သွားလိုက်တော့ဒီနေထားရပါပြီဒီနေထားရပါပြီဆိုရင်အမဟုတ်ကဲ့ပါဒီ SP တိုင်းရပါပြီဒီလို attach ဖြစ်သွားပြီဆိုတော့အမဒါကိုဆက်လက်မှတ်တစ်ခါထပ်ပြီးတော့ convert ဆိုအမ edit poly တစ်ခါပြန်ကြမှာနော် edit poly ပြန်ပြောင်းပြီးအမတို့ဒီ poly ကိုဟုတ်ကဲ့မှာဒီကသူ့ရဲ့ကြောင့်ဖတ်ပါပါဒါမျိုးတစ်ချက်ပြန်စမ်းကြည့်ကြည့်လိုက်နော်အမဒီဥစ္စာကိုလုပ်ပါတစ်ခါလေးပြလိုက်နော်အမဒါကိုလည်းလုပ်ချင်တယ်ဆိုရင်ဆက်လက်မှတ်ပြီးသွားရင်ဒါကိုယူတင်လိုက်ပြီဒီလိုပဲကြမ်းfamily လာပါအမဆော့လိုက်တော့နော်နောက်ထပ်ကျမအမ record လုပ်ပြီးထပ်ပို့